သွားရပါတယ်လုံသားကြီးငါတို့လုံသားကြီးရွာမှာချင်းကပျော်ရွှင်မှုတွေတစ်ချိန်ကတာယာမှုတွေကြီးနှိုးစရာကောင်းတဲ့အချိန်တွေလွမ်းဆွမိပါတတိယချင်းများစွာနဲ့တန်းတားတဲ့စိတ်တွေကြောင့်စကိုင်းတိုင်းပလဲမြို့နယ်တနယ်အုပ်စုလုံသားကြီးရွာကိုတတိယနေစေပါပျော်ရွှင်ဖွယ်ရာများနဲ့ပြည့်စုံတဲ့ငါတို့အညာမှာငါတို့မွန်ရဲ့ဇာတိမြေချက်မြုပ်ရာဒီလုံသားရွာလေးနေ့စဉ်တတိယနေစေပါအခြားသောအဝေးရောက်နေတဲ့လုံသားကြီးရွာကတငယ်ချင်းတွေပေါင်းတင်းတွေတီးမိတ်ဆွေတွေအားလုံးဒီရွာလေးကိုပြန်ရင်တဲ့စိတ်ကိုလွမ်းဆွတ်တဲ့စိတ်တွေရှိနေကြမှာအမှန်ပါငါတို့အညာမှာငါတို့ကြီးရွာငါတို့ချက်မြုပ်ဇာတိမြေအချိန်ကအေးချမ်းသာယာပျော်ရွှင်စွာနေ့ရက်တွေကိုဖြတ်တန်းခဲ့ကြပြီနဲ့အခုချိန်ခါမှာမဖြစ်ဘူးတဲ့မကြုံဘူးတဲ့ဖြစ်ရက်တွေငါတို့ရင်ဆိုင်ခဲ့ရငါတို့အသက်ရှင်ရက်ရက်ကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရဒီလိုတာယာလှတဲ့ငါတို့အညာများအခုဆိုရန်ငွေတွေထောင်းနဲ့တနက်တန်တပြောင်းနဲ့ရပ်ပေါင်းများစွာပြေးလွှာရှောင်ရှားဒုက္ခမျိုးစုံကိုခံစားနေကြရခါတို့အညာမှာဒီဖြစ်ရည်ကြုံလဲမကြုံဘူးလို့ကြားလဲငါတို့မကြားခဲ့ဘူးငါတို့အရှင်ရဲ့ကြီးမျက်စိရှိကိုယ်တွေ့အတွေ့အကြုံများစွာနဲ့တွေ့ကြုံခဲ့ရခုဆိုငါတို့ရွာတွေမตายရတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေမရှိတော့ပြန်ရင်လို့တောင်ငါတို့ပြန်လို့နေရတယ်ဒါတွေဟာဘာကြောင့်ဖြစ်ရတာဒါတွေဟာဘာကြောင့်ဖြစ်ရတာ